တီလာနဲ့ပြည့်စုံတဲ့လူတယောက်ဟာတဲ့အဝိပတိတာရငါစိတ်နှလုံးလေးတွေတာတာယာယာရှိပါစေလို့တောင်းတเสียရမလို့တဲ့နော်စိတ်နှလုံးမသားမယာဖြစ်တဲ့သဘောတွေကအလိုလိုပျောက်သွားမယ်တဲ့ကိုချင်းတီလာသာဖြူစင်အောင်ထိမ့်သိစိတ်နှလုံးမသားမယာဖြစ်တာတွေဘာလဲတော့ပျောက်သွားမယ်ပျောက်ပါစေလို့ဆုတောင်းเสียရမလို့ပါဘူးတဲ့ဟုတ်လားဆက်ပြီးတော့ပြောတယ်အဲ့ဒီစိတ်နှလုံးမသားမယာဖြစ်တာတွေပျောက်တယ်စိတ်နှလုံးတာတာယာယာလေးဖြစ်နေပြီဆိုလို့ရှိရင်ပါမောက်စားတဲ့ဝမ်းမြောက်ပါစေလို့တောင်းတเสียရမလို့တဲ့ဝမ်းမြောက်မှုအလိုလိုဖြစ်မေတဲ့ဝမ်းသာလာတယ်ပေါ့နော်အဲ့လိုဝမ်းမြောက်မှုဖြစ်လာပြီဆိုလို့ရှိရင်ပီတိငါစိတ်ထဲမှာနှစ်သက်မှုတွေဖြစ်ပါစေလို့တောင်းတเสียရမလို့ဘူးတဲ့ပီတိနှစ်သက်မှုဟာအလိုလိုဖြစ်လာတယ်အဲ့လိုပီတိဖြစ်လာပြီဆိုလို့ရှိရင်ငါရဲ့ဒီစိတ်ရောကိုယ်ရောပတ္တိငြိမ်းအေးပါစေလို့တောင်းတเสียရမလို့ဘူးတဲ့ပတ္တိငြိမ်းအေးမှုတရားအလိုလိုဖြစ်လာတယ်တဲ့ဟုတ်လားအဲ့ဒီလိုစိတ်တွေငြိမ်းအေးလာပြီဆိုရင်ငါစိတ်ကလေးချမ်းချမ်းသာသာရှိနေပါစေလို့ဒုက္ခကိုတောင်းတเสียရမလို့စိတ်နှလုံးချမ်းသာမှုဟာဖြစ်လာတယ်စိတ်ချမ်းသာလာပြီဆိုလို့ရှိရင်ငါစိတ်ဟာတည်ငြိမ်ပါစေနောက်တမာရီရဲ့တည်ငြိမ်ပါစေလို့သူတောင်းတเสียမလိုဘူးတဲ့စိတ်ကချမ်းသာတဲ့စိတ်ကငြိမ်နိုင်ငြိမ်နေဆိုတာဒါသဘာဝပဲပေါ့နော်အဲ့လိုစိတ်တည်ငြိမ်လာပြီဆိုလို့ရှိရင်သူကစိတ်ကအစွမ်းထက်လာတယ်ဘလို့အစွမ်းထက်လာဆိုသိတဲ့သိတဲ့မြင်တဲ့မြင်လိုက်တဲ့တရားတွေကိုသဘာဝကြကြမှန်မှန်ကန်ကန်မြင်လာတယ်အဲ့ဒါကိုမြတ်စွာဘုရားဘလို့ဟောတော့တည်ငြိမ်တဲ့စိတ်ရှိတဲ့ပုဂ္ဂိုလ်အတွက်ငါဟာဟောဒီသဘာဝတရားတွေနဲ့ပတ်သက်ပြီးဒီယုတ်တည်နံတွေနဲ့ပတ်သက်ပြီးဒီခန္ဓာနဲ့ပတ်သက်ပြီးတော့နော်ယထာဘူတံဇာနာတိမှန်မှန်ကန်ကန်သိပါစေမြင်ပါစေလို့တောင်းတเสียမလိုဘူးတဲ့ဒါဟာအနိစ္စပဲဒါဟာဒုက္ခပဲဒါဟာအနတ္တပဲလို့နော်ယထာဘူတံဟုတ်သည့်အတိုင်းမှန်သည့်အတိုင်းသူမြင်ကိုမြင်လိုက်မယ်သိကိုသိလိုက်မယ်တဲ့စိတ်တွေတည်ငြိမ်သွားပြီဆိုရင်မှန်မှန်ကန်ကန်မြင်လာတယ်ပေါ့နော်အဲ့လိုမှန်မှန်ကန်ကန်မြင်လာပြီဆိုလို့ရှိရင်နိဗ္ဗိဒာယငါစိတ်ဒီညီးငွေတဲ့ဉာဏ်တွေရပါစီလို့တောင်းတเสียမလို့နော်ဘဝရဲ့ပုံမှာမကောင်းတဲ့သဘာဝတွေရဲ့ဖြစ်စဉ်ကြီးပဲလို့နော်အမှန်ကန်မြင်တဲ့အတွက်ကြောင့်ညီးငွေတဲ့ဉာဏ်ကိုရမေတယ်အဲ့လိုညီးငွေတဲ့ဉာဏ်ရပြီဆိုလို့ရှိရင်နော်ဝိရတစိတ်တော်နော်စိတ်ကတက်မဲ့မှုကင်းတယ်ပေါ့တက်မဲ့မှုကင်းပါစေလို့ဆုတောင်းเสียမလို့နော်ဝိရဇနော်တက်မဲ့မှုကင်းတဲ့သဘောဒါမဲ့ဉာဏ်ကိုရည်ရွယ်တာလို့ဆိုတယ်ဟုတ်လားအဲ့ဒီလိုတက်မဲ့မှုကင်းပြီဟေးဆိုလို့ရှိရင်ဝိမု ക്തി ဉာဏတတနာနော်လွတ်မြောက်ခြင်းကိုသိတဲ့ဉာဏ်ပေါ့ဟုတ်လားနော်လွတ်မြောက်မှုကိုသိတဲ့ဉာဏ်အဲ့ဒါရပါစီလို့တောင်းတเสียမလို့နောက်ဆုံးလွတ်မြောက်သွားတဲ့အဆင့်ပေါ့နော်ဘုံဉာဏ်ဖြင့်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုတဲ့အဆင့်ကိုရည်ညွှန်းတာပေါ့ဟုတ်လားအဲ့ဒါသီလကနေဆက်ပြီးတော့နော်အကြောင်းအကျိုးဆက်ပြီးတော့သွားတဲ့လမ်းစဉ်ကလေးနော်သီလကိုအခြေခံထားတာနော်ဟုတ်လားသီလရှိရင်နှလုံးမသားမယာမှုစိတ်နှလုံးမသားမယာမှုကင်းပြောက်တယ်အဲ့ဒါဆိုလို့ရှိရင်ဝမ်းမြောက်မယ်ဝမ်းမြောက်ပြီးရင်ပီတိနှစ်သက်မယ်နှစ်သက်ပြီးရင်ငြိမ်အေးမယ်ငြိမ်အေးရင်ချမ်းသာမယ်ချမ်းသာရင်တည်ငြိမ်မယ်တည်ငြိမ်ရင်အမှန်မြင်ညီးငွေ့မယ်ညီးငွေ့ရင်ဆွဲမဲ့မှုကင်းမယ်ဆွဲမဲ့မှုကင်းရင်လွတ်မြောက်မယ်အဲ့လိုမျိုးတော့တီလာနဲ့ပြည့်စုံတဲ့လူတယောက်ဟာတဲ့အဝိပတိတာရငါစိတ်နှလုံးလေးတွေတာတာယာယာရှိပါစေလို့တောင်းတเสียရမလို့တဲ့နော်စိတ်နှလုံးမသားမယာဖြစ်တဲ့သဘောတွေကအလိုလိုပျောက်သွားမယ်တဲ့ကိုချင်းတီလာသာဖြူစင်အောင်ထိမ့်သိစိတ်နှလုံးမသားမယာဖြစ်တာတွေဘာလဲတော့ပျောက်သွားမယ်ပျောက်ပါစေလို့ဆုတောင်းเสียရမလို့ပါဘူးတဲ့ဟုတ်လားဆက်ပြီးတော့ပြောတယ်အဲ့ဒီစိတ်နှလုံးမသားမယာဖြစ်တာတွေပျောက်တယ်စိတ်နှလုံးတာတာယာယာလေးဖြစ်နေပြီဆိုလို့ရှိရင်ပါမောက်စားတယ်ဝမ်းမြောက်ပါစေလို့တောင်းတเสียရမလို့တဲ့ဝမ်းမြောက်မှုအလိုလိုဖြစ်မေတဲ့ဝမ်းသာလာတယ်ပေါ့နော်အဲ့လိုဝမ်းမြောက်မှုဖြစ်လာပြီဆိုလို့ရှိရင်ပီတိငါစိတ်ထဲမှာနှစ်သက်မှုတွေဖြစ်ပါစေလို့တောင်းတเสียရမလို့ဘူးတဲ့ပီတိနှစ်သက်မှုဟာအလိုလိုဖြစ်လာတယ်လူပီတိဖြစ်လာပြီဆိုလို့ရှိရင်ငါရဲ့ဒီစိတ်ရောကိုယ်ရောပတ္တိငြိမ်းအေးပါစေလို့တောင်းတเสียရမလို့ဘူးတဲ့ပတ္တိငြိမ်းအေးမှုတရားအလိုလိုဖြစ်လာတယ်တဲ့ဟုတ်လားအဲ့ဒီလိုစိတ်တွေငြိမ်းအေးလာပြီဆိုရင်ငါစိတ်ကလေးချမ်းချမ်းသာသာရှိနေပါစေလို့ဒုက္ခကိုတောင်းတเสียရမလို့စိတ်နှလုံးချမ်းသာမှုဟာဖြစ်လာတယ်တဲ့စိတ်ချမ်းသာလာပြီဆိုလို့ရှိရင်ငါစိတ်ဟာတည်ငြိမ်ပါစေနောက်တမာရီရဲ့တည်ငြိမ်ပါစေလို့သူတောင်းတเสียမလို့ဘူးတဲ့စိတ်ကချမ်းသာတဲ့စိတ်ကငြိမ်နိုင်ငြိမ်နေဆိုတာဒါသဘာဝပဲပေါ့နော်အဲ့လိုစိတ်တည်ငြိမ်လာပြီဆိုလို့ရှိရင်သူကစိတ်ကအစွမ်းထက်လာတယ်ဘလို့အစွမ်းထက်လာဆိုသိတဲ့သိတဲ့မြင်တဲ့မြင်လိုက်တဲ့တရားတွေကိုသဘာဝကြကြမှန်မှန်ကန်ကန်မြင်လာတယ်အဲ့ဒါကိုမြတ်စွာဘုရားဘယ်လိုဟောတော့တည်ငြိမ်တဲ့စိတ်ရှိတဲ့ပုဂ္ဂိုလ်အတွက်ငါဟာဟောဒီသဘာဝတရားတွေနဲ့ပတ်သက်ပြီးဒီယုတ်တည်နံတွေနဲ့ပတ်သက်ပြီးဒီခန္ဓာနဲ့ပတ်သက်ပြီးတော့နော်ယထာဘူတံဇာနာတိမှန်မှန်ကန်ကန်သိပါစေမြင်ပါစေလို့တောင်းတเสียရမလို့ဘူးတဲ့ဒါဟာအနိစ္စပဲဒါဟာဒုက္ခပဲဒါဟာအနတ္တပဲလို့နော်ယထာဘူတံဟုတ်သည့်အတိုင်းမှန်သည့်အတိုင်းသူမြင်ကိုမြင်လိုက်မယ်သိကိုသိလိုက်မယ်တဲ့စိတ်တွေတည်ငြိမ်သွားပြီဆိုရင်မှန်မှန်ကန်ကန်မြင်လာတယ်ပေါ့နော်အဲ့လိုမှန်မှန်ကန်ကန်မြင်လာပြီဆိုလို့ရှိရင်နိဗ္ဗိဒာယ
ငါစိတ်ဒီညင်းငွေတဲ့ဉာဏ်တွေရပါစီလို့တောင်းတစရာမလိုနော်ဘဝရဲ့ပုံမှာမကောင်းတဲ့သဘာဝတွေရဲ့ဖြစ်စဉ်ကြီးပဲလို့နော်အမှန်ကန်မြင်တဲ့အတွက်ကြောင့်ညင်းငွေတဲ့ဉာဏ်ကိုရမိတယ်အဲ့လိုညင်းငွေတဲ့ဉာဏ်ရပြီဆိုလို့ရှိရင်နော်ဝိရတစိတ်တော်နော်စိတ်ကတက်မဲ့မှုကင်းတယ်ပေါ့တက်မဲ့မှုကင်းပါစေလို့ဆုတောင်းစရာမလိုဘူးနော်ဝိရိဇနော်တက်မဲ့မှုကင်းတဲ့သဘောဒါမဲ့ဉာဏ်ကိုရည်ရွယ်တာလို့ဆိုတယ်ဟုတ်လားအဲ့ဒီလိုတက်မဲ့မှုကင်းပြီဟေးဆိုလို့ရှိရင်ဝိမု ക്തി ဉာဏတတနာနော်လွတ်မြောက်ခြင်းကိုသိတဲ့ဉာဏ်ပေါ့ဟုတ်လားနော်လွတ်မြောက်မှုကိုသိတဲ့ဉာဏ်အဲ့ဒါရပါစီလို့တောင်းတစရာမလိုဘူးနောက်ဆုံးလွတ်မြောက်သွားတဲ့အဆင့်ပေါ့နော်ဘုံဉာဏ်ဖြင့်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုတဲ့အဆင့်ကိုရည်ညွှန်းတာပေါ့ဟုတ်လားအဲ့ဒါသီလကနေဆက်ပြီးတော့နော်အကြောင်းအကျိုးဆက်ပြီးတော့သွားတဲ့လမ်းစဉ်ကလေးနော်သီလကိုအခြေခံထားတာနော်ဟုတ်လားသီလရှိရင်နှလုံးမသားမရမှုစိတ်နှလုံးမသားမရမှုကင်းပြောက်တယ်အဲ့ဒါဆိုလို့ရှိရင်ဝမ်းမြောက်မယ်ဝမ်းမြောက်ပြီးရင်ပီတိနှစ်သက်မယ်နှစ်သက်ပြီးရင်ငြိမ်းအေးမယ်ငြိမ်းအေးရင်ချမ်းသာမယ်ချမ်းသာရင်တည်ငြိမ်မယ်တည်ငြိမ်ရင်အမှန်မြင်ညီးငွေ့မယ်ညီးငွေ့ရင်ဆွဲမဲ့မှုကင်းမယ်ဆွဲမဲ့မှုကင်းရင်လွတ်မြောက်မယ်အဲ့လိုမျိုးတော့